အာကသာရင်တဲ့ဇင်းပေါ်ကနေဂျိုသား2ဦးဟာကဘာမြေကိုအိုနီထရစ်ကိုပြန်ယူဖို့ဂျုံးတွေလွှတ်လိုက်ပါတယ်လူရှင်းနေတဲ့ဈေးဆိုင်ထဲမှာတော့ဗန်နဲ့အမားဖြစ်သူကွမ်တို့မုတ်ဝယ်နေကြပါတယ်ဗန်ကဘိုက်ဆာစာနဲ့ဘေးကမုတ်ကိုယူလိုက်တာအကုန်ကွမ်ဘော်ကိုပြုတ်ချကုန်လို့ရန်ထဖြစ်ပါသေးတယ်အဖိုးဖြစ်သူမက်ကတော့ကားမှန်ဆေးနေတာဖြစ်ပြီးတော့ဗန်တို့ရောက်လာတဲ့အချိန်မှာအချိန်နာကကားတစ်စီးကလေဆာနဲ့ပြစ်ခတ်လိုက်ရပါတယ်ပြီးတာနဲ့ဝိစုံအပြေးနဲ့လူ3ယောက်ရောက်လာပြီးတော့ကားတွေကပတ်စံတွေကိုထုတ်ဖို့ပြင်ကြပါတယ်ဗန်ရဲ့အဖိုးကကူညီဖို့လုပ်တော့အဖိုးဖြစ်သူလည်းတိုက်ခိုက်ခံရပါတယ်ဗန်ကကြည့်မနေတော့ဘဲနဲ့လက်ပတ်နဲ့ 4and from ပြောင်းပြီးတော့တိုက်ခိုက်ပေးလိုက်ပါတယ်တစ်ဖက်ကလေဆာတွေနဲ့ပြန်တိုက်ခိုက်တယ်လို့ဗန်ကလည်းအစွမ်းကိုပြန်တိုက်ခိုက်နေတော့ဂျုံတွေရောက်လာပြီးတော့ဗန်ကိုထပ်တိုက်ပါတယ်ဝိစုံပြေးနဲ့ဓမြ3ယောက်ဟာမင်းကလေးတွေဖြစ်ကြောင်းတီးလိုက်ရပါတယ်တိုက်ပွဲတွေကြားထဲမှာအဖိုးဖြစ်သူကိုထိခိုက်သွားပါတယ်ဗန်ကတော့ဂျုံတွေနဲ့ဓမြတွေကိုအမြန်တိုက်ခိုက်ပြီးတော့အဖိုးနဲ့ကွမ်းကိုခေါ်ပြီးတော့ဆေးရုံကိုသွားခဲ့ပါတယ်ဓမြကောင်းဆောင်မင်းကလေးကဂျုံကိုယူကြည့်နေတဲ့အချိန်မှာဂျုံကလက်တံတစ်ခုကဓမြမင်းကလေးရဲ့လေပင်ကိုကတ်သွားပါတယ်အဲ့ဒီချိန်မင်းကလေးရဲ့ပုံစံကတာမန်ကနေဂျိုသားတကောင်အတွင်းကိုလုံးဝပြောင်းသွားပါတယ်ရဲရီလာတဲ့အချိန်မှာရဲရီကိုပါတိုက်ထုတ်ပေးလိုက်ပါတယ်သူရဲ့ပုံစံတစ်ကိုဓမြမင်းကလေးကကြိုက်နေပါတယ်အဖိုးပြည့်သူကတော့အသက်လေးကြီးပြီမလို့ဆေးရုံမှာနားယူဖို့လိုကြောင်းဆရာဝန်ကပြောပါတယ်ဆရာဝန်ကဘလို့ဖြစ်ကြောင်းမေးတော့ဗန်ကဂျုံတွေကလေဆာတွေနဲ့တိုက်ခိုက်ဖောက်ခွဲမှုတွေကြောင့်ဖြစ်တာလို့ပြောပေမဲ့ဆရာဝန်ကတော့ဗန်ပြောကြားတာတွေကိုမယုံကြည်ပါဘူးဗန်ကတော့သူ့အဖိုးဒီလိုဖြစ်သွားလို့ဒေါသအကြီးကျယ်ထွက်နေခဲ့ပါတယ်အဲ့ဒီချိန်အာဂါသားရင်တစင်းပေါ်မှာရေဘဝဲကောင်းတဲ့ဂျိုသားကဂျုံတွေထက်လို့ဖို့ပြောနေပေမဲ့သူတပည့်ကဂျုံတစင်းကလူတယောက်ပေါ်မှာကက်တွယ်ပြီးကြံခဲ့တယ်လို့ပြောကြားလိုက်ပါတယ်ရတနာဆိုင်တစ်ခုမှာဓမြမင်းကလေးကသူ့ရဲ့ပုံစံတစ်ကိုအသုံးပြုပြီးတော့လူရက်မှုတွေလုပ်နေပါတယ်အဲ့ဒီချိန်မှာခေါင်းထဲကနေလူတယောက်ရဲ့အမိတ်ပေးတံကိုကြားလိုက်ရပါတယ်အဲ့ဒီလူဟာဂျိုသားအာဂါသားရင်ပေါ်ကရေဘဝဲကောင်းတဲ့ဂျိုသားဖြစ်ပြီးတော့သူ့ကိုဘန်းစီကလက်ဘက်ကိုယူပေးဖို့တောင်းဝင်ပေးလိုက်ပါတယ်ဘန်ကတော့သူ့အဖိုးအတွက်လက်စားချေဖို့လှုပ်ချင်ပေမဲ့ကွမ်ကတားနေပါတယ်ဘန်ကလက်ဘက်ကိုခဏဖွင့်လိုက်တာကြောင့်ဓမြမိမကခြေရခံမိသွားပြီးတော့ဆေးရုံကိုလိုက်လာပြီးဘန်းစီကလက်ဘက်ကိုတောင်းပါတော့တယ်ဘန်ကတော့ညင်းပြီးတော့ထွက်ပြေးပေမဲ့ဂျိုသားမိမကတော့လိုက်တိုက်ခိုက်ခဲ့ပါတယ်ဘန်တို့ပုံးနေတဲ့အချိန်မှာဂျိုသားမိမဟာတောင်ဘက်ကိုလေဆာနဲ့ပစ်ပြီးတော့ကြောက်ခဲတွေကိုဆေးရုံဘက်လိမ့်ချစေခဲ့ပါတယ်ဘန်ကကြောက်ခဲတွေကိုတားဆီးဖို့ 4and from ပြောင်းပြီးမဲ့ heat blade from ပဲပြောင်းသွားခဲ့ပါတယ်ကြောက်ခဲတွေကိုရီးပြောင်းအောင်လုံးမယ်လို့စိတ်ကူးပြီးတော့မီးလုံးတွေပြစ်လိုက်ပေမဲ့ကြောက်ခဲတွေကမီးဆွဲပြီးတော့မီးကြောက်ခဲတွေပြစ်ဆက်လိမ့်လာလို့တရားကိုဖောက်ခွဲပြီးတော့ကြောက်ခဲတွေကိုရေထဲချစေခဲ့ပါတယ်ကြောက်ခဲတွေကိစ္စပြီးတာနဲ့ဗန်နဲ့ဂျိုသားမဟာပြန်တိုက်ခိုက်ကြပါတယ်အပြန်လဲတိုက်ခိုက်ပြီးမကြခင်မှာပဲဗန်ကဂျိုသားမကိုတိုက်ခိုက်လိုက်နိုင်လို့ဂျိုသားမရဲ့ခေါင်းထဲကနေရေဝဲကောင်းတဲ့ဂျိုသားကအိုမီထရစ်ကိုထက်ပြန်သွားယူဖို့တောင်းဝင်ပေးရလိုက်ပါတယ်သူလက်ပတ်ကြောင့်အဖိုးနဲ့အမဝမ်းခွဲဖြစ်သူကွမ်တို့ဒုက္ခရောက်ခဲ့တာကြောင့်ဗန်ကကိုအပြစ်တင်နေခဲ့ပါတယ်ညရောက်တဲ့အချိန်မှာဗန်ဟာသူ့အဖိုးနဲ့အမအတွက်စားတစောင်ထားခဲ့ပြီးတော့ဆေးရုံထဲမှာထွက်ခွာသွားပါတယ်။စားထဲမှာသူ့ကြောင့်သူချစ်ရတဲ့အဖိုးနဲ့ကွမ်တို့ဒုက္ခရောက်မခံနိုင်လို့သူနဲ့ဝေးရကိုထွက်သွားဖို့လုပ်ပါတယ်။ကွမ်ကနိုးလာတော့စားကိုတွေ့ပြီးတော့ဗန်းစီကိုလိုက်သွားဖို့လုပ်ပါတယ်။အဖိုးလည်းလိုက်ချင်ပေမဲ့ကွမ်ကတော့အဖိုးဖြစ်သူကလမ်းတော်မရှောင်းနိုင်သေးတာမို့လို့မလိုက်ဖို့ပြောပြီးတော့ထွက်လာခဲ့ပါတယ်။ဗန်းစီကိုရောက်ဖို့အတွက်ရေးပေါ်ချင်းတစ်ခုပေါ်ကိုခိုးလိုက်လာခဲ့ပါတယ်။လမ်းတဲ့နေရာမှာဖြက်စီးတောင်းကျမ်းနေတဲ့ဂျိုသားမကိုထိန်ဖို့ဗန်ကHNRH ဖုန်းပြောင်းသွားပြီးတော့တိုက်ခိုက်လိုက်ပါတယ်။သူတပြန်ကိုတပြန်တိုက်ခိုက်နေတဲ့အချိန်မှာတင်ကားတစ်စီးရောက်လာပြီးတော့ဂျိုသားမကိုပြစ်လိုက်ပါတယ်။ဒါပေမဲ့ဂျိုသားမကတော့ဘာမှမဖြစ်ပေမဲ့တင်ကားကပဲပျက်စီးခံလိုက်ရပါတယ်။အဲဒီချိန်ရေးပေါ်ချင်းရောက်လာပါတယ်။ရင်ပေါ်မှာပါတဲ့သူတွေကဂျိုသားမတွေကိုတွေ့ပြီးတော့ထွက်ပြေးသွားကြပါတယ်။ကားနောက်ခန်းကနေကွမ်ထွက်လာတော့ဂျိုသားမကဘာမှမလုပ်ခင်မှာဗန်ကကွမ်ကိုတနေရာကိုအမြန်ခေါ်လာခဲ့ပါတယ်။လက်ပတ်လည်းအားကုန်ပြီးတော့ဗန်လည်းတာမန်ပြက်ပြစ်သွားပါတယ်။ဘန်ကသူနဲ့ဒီလက်ပတ်နဲ့ပဲဆိုင်တဲ့ကိစ္စမလို့ဝင်မပါဘူးပြောပြီးတော့ကွမ်ကိုထွက်သွားဖို့ပြောပေမဲ့ကွမ်ကတော့သူ့မောင်လေးဒုက္ခရောက်မှဆိုလို့မသွားနိုင်ကြောင်းပြောပါတယ်။အဲ့ဒီချိန်ဂျိုသားမရောက်လာလို့နှစ်ယောက်လုံးအားကစားခန်းမတစ်ခုကိုဝင်ပြေးလာပါတယ်။အဖိုးပြည့်သူကဖုန်းဆက်ပြီးတော့ဘန်ကိုကြိုးကြောင်းပြောပြီးတော့ရန်သူကိုအပြင်ပိုင်းကမနိုင်ရင်အတွင်းပိုင်းကနိုင်အောင်တိုက်ဖို့ပြောလိုက်ပါတယ်။ဘန်လေးအကြံတစ်ခုရသွားပါတော့တယ်။ပြီးတာနဲ့ upgrade phone ပြောင်းပြီးတော့ဂျိုသားမကိုဝင်တိုက်ခိုက်ပါတယ်။ဂျဲတွေရောက်လာတဲ့အချိန်ဂျိုသားမကတိုက်ခိုက်ဖို့လုပ်ပေမဲ့ဘန်ကဂျိုသားမရဲ့ခန္ဓာကိုယ်တွေဝင်လိုက်ပါတယ်။အဲ့ဒီချိန်မှာရေပွဲကောင်းတဲ့ဂျိုသားရဲ့ပုံပေါ်လာပြီးတော့ဘန်စီကလက်ပတ်ကိုအရယူမှဖြစ်ကြောင်းပြောလိုက်ပါတယ်။ဘန်ကဂျိုသားမရဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေကိုဖျက်ဆီးလိုက်ပါတယ်။ဖျက်ဆီးလိုက်တာနဲ့ဂျိုသားမကတာမန်လူပုံစံပြန်ပြောင်းသွားပါတယ်။လူပုံစံဖြစ်တာနဲ့ဘန်ကိုတနက်နဲ့ချိန်ထားပါတယ်။မင်းကလေးကိုမတိုက်ခိုက်တဲ့ဘန်အစားကွမ်ကဝင်တီးပစ်လိုက်ပါတယ်။ပြီးတာနဲ့ရဲလက်အပ်ပြီးတော့ဘန်နဲ့ကွမ်နှစ်ယောက်လုံးပြန်လာကြပါတယ်။အဖိုးပြည့်သူလည်းဆေးရုံကနေဆင်းလာပြီးမို့လို့၃ယောက်သားအတူတူပျော်ရွှင်စွာနဲ့နောက်ဆုံးစားခန်းတစ်ခုကိုထွက်လာကြပါတယ်။